ပဲမင်္ဂလာပါဒီနေ့မှာတော့ဝတ္တဒုတ်ထိုးလောက်စားဖြစ်ပါတယ်ရှင်အဲ့ဒါဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးပါဝတ္တထဲမှာချုံမောင်ခ ्यू စီအသားမောက်လေးလုံးပြီးတော့ထားရပါမယ်နိုင်ရွက်လောက်ပေါ့နော်နိုင်ရွက်စိန်ထားပြီးလို့ရှိရင်နောက်ထပ်တနိုင်လောက်ကဲအိုးလေးနဲ့ပျောက်ထားရပါမယ်ရှင်လောက်နေတဲ့အချိန်မှာငရုတ်စီလေးတွေလောက်ထားပါမယ်ရှင်ငရုတ်စီထဲမှာအရသာလေးကအောင်တကြားရဲ့အချုံမောက်ရဲ့လေးထည့်ပေးပါရှင်ပြီးရင်နနံပင်လေးထူးထည့်ပေးပါငရုတ်တီအစိမ်းငရုတ်တီကြက်မောက်လေးထည့်ပေးပါရှင်ကိုပြောက်ထားတဲ့ဝတ်သားလေးရပြီဆိုတော့ကဲအိုးကနေထုတ်လို့ရပါပြီရှင်အချိန်တနာရီလောက်ပြုတ်ထားပေးပါအဲ့ဒါမှဝတ်တာလေးကနူးပြီးတော့ကိုကစားတဲ့ခါကြလို့ရှိရင်မလေးမဖြစ်အောင်ပေါ့နော်ဝတ်တာလေးရလာပြီဆိုတော့အတောင်လိုက်လှီးလို့ရပါပြီပြီးလို့ရှိရင်တော့စားလို့ရပါပြီရှင်အားလုံးလုပ်ပြီးပြီဆိုတော့အကုန်လုံးစားလို့ရပါပြီရှင်ဒီဗီဒီယိုလေးကိုအဆုံးကြည့်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်တတာ